အောက်တိုဘာလ15ရက်2025ထိုင်းနိုင်ငံမှာတော့ဗိုက်ရိုက်တာတွေစဖွင့်ပြီဗိုက်ရိုက်တယ်ဆိုတာတော့ဗျာကျွန်တော်တို့မလေးရှားမှာ Article 1 Article 2ဟိုတုန်းက2017တုန်းကစစ်ပြီးလို့အထောက်အထားမရှိပါမစ်မရှိတဲ့လူတွေပါမစ်လုပ်တဲ့အစီအစဉ် program လေးကိုပြောတာပါအဲ့တော့ဗိုက်ရိုက်တာတွေစဖွင့်တယ်ဆိုတော့သူတို့က registration စရင်းသွင်းတဲ့ကာလကိုဒီနေ့အောက်တိုဘာ15ရက်အောက်တိုဘာ29အထိသူတို့နှစ်ပတ်ပေါ့2 week เนาะသူတို့ဖွင့်ပေးထားပါတယ်အဲ့တော့အလယ်ဗီဇာနဲ့လာတဲ့လူတွေထိုင်းနိုင်ငံကိုအလယ်ဗီဇာနဲ့လာတဲ့မြန်မာတွေနောက်တစ်ခါကျတော့စက်ရုံတွေကနေပြီးတော့ဥပမာထွက်ပြေးလိုက်တဲ့ကောလင်းကြီးလိုအားမျိုးတွေနောက်ကျွန်တော်တို့နေဆက်ဖြတ်ကျော်တယ်ညဝင်မဲဆောက်เนาะဒီဘက်ကကော့တောင်းရန်နောင်းเนาะတာချီလိမဲဆိုင်အဲ့ဒီနေရာနေပြီးတော့ဖြတ်ကျော်လာတယ်ဆိုလည်းရတယ်အဲ့တော့ passport ရှိတဲ့လူတွေကလည်း passport နဲ့ရှောက်လို့ရတယ် passport မရှိရင် CI ဆိုတော့ CI ကျွန်တော်တို့မလေးရှားမှာစာရွက်လေးမဟုတ်ဘူး CI ဟိုလေးပေါ့အစိမ်းရောင်စာအုပ်လေး2 years စာအုပ်လေးပေါ့နော်အဲ့ဒါကြီးနဲ့ကျွန်တော်ရှောက်လို့ရပါတယ်အဲ့တော့ထိုင်းနိုင်ငံမှာတော့ပါမစ်ဖွင့်တယ်မြန်မာတွေပြောနေရတယ်ကျွန်တော်တို့ agent တွေလည်းအလုပ်တွေရတော့ပြောကြတယ်ပေါ့အဲ့တော့ကျွန်တော်ဒီနေ့ပြဝင်ချင်တာကအဲ့ကိစ္စမဟုတ်ဘူးပြီးခဲ့တဲ့3ရက်လောက်ကကျွန်တော်ရဲ့ပကံနဲ့လေလက်မှတ်ရောင်းတဲ့ရုံးကိုညီငယ်လေးတယောက် customer တယောက်လာပြီးတော့လေလက်မှတ်ဝယ်တယ်အကိုကျွန်တော်လေလက်မှတ်ဖြတ်ချင်လို့ကွာလာလမ်ပူဘန်ကောက်သူဖြတ်ချင်တယ်ပေါ့နော်ကွာလာလမ်ပူဘန်ကောက်ဖြတ်ချင်တယ်โอเคပါမစ်ရှိလားဆိုတော့ပါမစ်မရှိတော့ကျွန်တော်အဲ့လက်မှတ်ဖြတ်ပြီးတော့ဒီကနေပြီးတော့ဘန်ကောက်သွားမယ်ပေါ့ထိုင်းသွားမယ်ဆိုပြီးတော့သူလေလက်မှတ်ဝယ်မယ်ပေါ့ဗျာအဲ့တော့လေလက်မှတ်ဝယ်မယ်လို့လာပြောတဲ့အခါကျတော့ပါမစ်မရှိဘူးလို့ပြောရင်ဘယ်လိုလုပ်မလဲဆိုတော့ရတယ်တဲ့ကျွန်တော်လာဝကောက်ကျွန်တော်ကိုယ်တိုင်သွားမယ်တဲ့ကျွန်တော်တကယ်ချင်းနေလေအခုစီမှာပဲလက်မှတ်ဝယ်ပြီးသွားတယ်ဟုတ်တယ်ကျွန်တော်စီမှာတော်တော်များများသူတို့သွားတတ်တယ်သူတို့လာဝကရုံးသွားတတ်တယ်လင်းလက်မှတ်ပဲဖြတ်တယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ကအကြံပေးတာအခုလက်ရှိ MAI ဆိုလို့ရှိရင်မြန်မာ International နှစ်ပတ်စာလောက်ကုန်နေတယ် business class တောင်မရဘူးမိနစ်2000ကျော်နဲ့တောင်မရဘူးဆိုတော့ကျွန်တော်တို့ကတစ်လစာလက်မှတ်ဝယ်တစ်လစာပေါ့နော်900 800နဲ့ရအောင်တစ်လစာလက်မှတ်ကိုဝယ်ကျွန်တော်နေလက်မှတ်ဈေးနှုန်းတွေလည်းကျွန်တော် internet page မှာကျွန်တော်တင်ထားပြီးအဲ့ဒါလိုကြိုဝယ်ပြီးတော့ immigration ကိုအခုမသွားနိုင်ဘူးနှစ်ပတ်ပြီးမှသွားလို့14ရက်အတွင်းမှာသူတို့ပေးတယ်လို့ပြောတဲ့အတွက်ကျွန်တော်တို့ကအဲ့ဒါလောက်မှသွားပြီးလက်ပွေနှိပ်ပေါ့နော်ဒီလိုမျိုးအကြံပေးတော့အခုသူကြတော့ကိစ္စအတစ်မျိုးမဟုတ်ဘူးလေအခု CI ပြန်တယ်မြန်မာပတ်ဖို့ရှိတယ်ငါတို့ခေါ်တော့ CI ပြန်လို့ခေါ်တယ်ပေါ့နော် CI ပြန်ကြီးကကြတော့ immigration ကိုလာဝကောက်သွားလို့ရှိရင်ကျွန်တော်တို့ပေးရတာကကျွန်တော်တို့မှာပါဝါတာ compound 920အပြင်ကိုကျွန်တော်တို့မှာလက်မှတ်ပါတယ်ဒါဒီအရင်တော့ back for home ဟလာ back for good နော်recalibration plan ပါလေဆိုပြီးတော့အမိတိုင်းပြည်ကို weekend တိုင်းပြည်ကိုပြန်လာဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတော့မြန်မာနိုင်ငံပြန်တဲ့လက်မှတ်ပြမှာအစ်စ်ပြမှာသူတို့ဒီအဲ့ဒီ compound 920ကိုလက်ခံပြီးတော့ special pass ထုတ်ပေးမှာဆိုတဲ့အခါကျတော့သူကတော့အဲ့လက်မှတ်မဝယ်နိုင်ဘူးပေါ့နော်ပြန်ကုန်ပြန်မှာမဟုတ်ဘူးဆိုတော့အဲ့ဒါကျွန်တော်စီစဉ်ပေးလိုက်တယ်အဲ့ဒါကတော့ကျွန်တော်တို့ဝန်ဆောင်မှုနဲ့ကျွန်တော်တို့စီစဉ်ပေးလိုက်တယ်လက်ဝဲနှိပ်ပြီးအခုသူလက်မှတ်လာဝယ်တယ်သူမှဒီမှာ special pass ရပြီဆိုသူဘန်ကောက်ထွက်မယ်အဲ့ဒါကျွန်တော်အခုကွာလာလမ်ပူဘန်ကောက်လက်မှတ်ဝယ်ပေးပါကွာလာလမ်ပူဘန်ကောက်လက်မှတ်တွေကလည်းစူဗနာဘူမ် airport ကိုဒမောင် airport ကိုသွားတဲ့လေလက်မှတ်တွေက3-4ရက်အတွင်းဆိုအရင်ကျက်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်4-5ရက်လောက်ခွာပြီးဝယ်ပေးလိုက်တယ်ပေါ့နော်ဝယ်ပေးလိုက်တယ်ဒူဝနာဘူမီလေးစိတ်ပဲဖြစ်ဖြစ်ဒမောင်လေးစိတ်ပဲဖြစ်ဖြစ်အခုဝေခံပြီးတော့လက်မှတ်ဝယ်ပေးလိုက်အဲ့တော့လက်မှတ်ဝယ်ပြီးပြီဆိုဒီနေ့ကျွန်တော်မျှဝေချင်တာအဲ့ဒီဟာအဲ့တော့ဘာလို့စီစဉ်ပြီးပြီလဲပေါ့ဆိုတော့ဘာမှမစီစဉ်တော့လက်မှတ်ဝယ်ပြီးတော့ပဲဒီလိုပဲသွားမယ်ပေါ့ဗျာအဲ့တော့အဲ့လိုမျိုး one way လက်မှတ်နဲ့သွားရင် KLA လေးစိတ်မှာ check-in လုပ်တဲ့နေရာမှာ boarding pass တောင်ရမှာမဟုတ်ဘူးဒီဘက်ကနေကွာလာလမ်ပူဘန်ကောက်လက်မှတ်တစ်ခုလည်းနဲ့ဆိုတဲ့အခါကျတော့ကျွန်တော်သူ့ဘန်ကောက်ကနေပြီးတော့3-4ရက်လောက်ခွာပြီးသူသွားမဲ့ရောက်မဲ့ရက်ကနေပြီးတော့ကျွန်တော်နောက်ထပ်လက်မှတ်တစ်စောင်ကျွန်တော် booking လေးကျွန်တော် for show လေးလုပ်ပေးလိုက်အဲ့တော့ဟိုဘက်ကိုဘာစီစဉ်ထားလဲဘန်ကောက်မှာရှိတဲ့ airport ကိုရောက်တဲ့အခါမှာကျွန်တော်ဘာမှစီစဉ်ထားဘူးပေါ့နော်ကျွန်တော်အပြင်မှာလာကြိုမယ်ပေါ့မဟုတ်ဘူးလေနံပါတ်1က
ပုံမှန်ပါမစ်ရှိတဲ့လူပဲဖြစ်ဖြစ်အလေဗီဇာသွားယူလဲသွားတဲ့လူတော့အချက်၄ခုလိုတယ် MAT ပေါ့နော် MATH လို့ကျွန်တော်တို့မှတ်ထား M for money နော် money show money လို့ပါတယ် A for arrival card ဖြည့်ရမယ် A for နော် T for ticket ပေါ့သူတိုင်းပြည်ကနေပြန်ထွက်သွားမယ် ticket လို့ရ H for hotel booking ဘယ်နည်းရနေမလဲနေမှာ confirm လက်မှတ်ပေးထားပြီးသား payment ပေးထားပြီးသားလက်မှတ်လို့ရဆိုတော့ MATH ပေါ့နော် MATH money show money A arrival card ဖြည့်ရမယ် 2 day 3 day before ပေါ့နော်2ရက်လောက်အလိုမှာမတော်တဲ့2ရက်လောက်အလိုမှာဖြည့်ရတယ်အဲ့ဒါလောက်ရမယ် return ticket ပါမယ်မလေးရှားပါမစ်ရှိတဲ့လူတွေဆိုလို့ရှိရင်မလေးရှားကိုပြန်လာတာဆိုတဲ့လက်မှတ်လည်းရတယ်မြန်မာပြည်ကိုပြန်နေဆိုတဲ့လက်မှတ်လည်းရတယ်hotel booking confirm payment ပေးတာ hotel booking အဲ့လေးခုတော့လူဘာမလုပ်ထားဘူးအဲ့ဘာမှမလုပ်ထားဘူးဆိုရင်တော့အဲ့ဒီမှာအဲ့ဒီလေးခုကိုသူတို့လုပ်ပေးတယ် VIP service လုပ်ပေးတယ်မိတ်ဆွေတွေရှိတယ်ကျွန်တော်အဲ့မိတ်ဆွေတွေနဲ့သူ့ကိုချိတ်ဆက်ပေးလိုက်တယ်ပေါ့ဗျာပြီးတော့ဟိုမှာတော့ဗိုက်ရိုက်တာတော့6000 9000လောက်ကုန်မှာပေါ့တချို့ကျတော့စာအုပ်ပါမရှိဘူးစာအုပ်စီရင်စိမ့်လုပ်ပေးမယ်အလုပ်ရှာပေးမယ်နေဖို့ပြီးတယ်ဆိုလို့ရှိရင်လည်းတချို့ပန်း2000တွေပါယူကြတယ်လို့လည်းရှိတယ်ပေါ့အဲ့ဒါတော့ကျွန်တော်တွေ့တာလေးသိတဲ့လူလေးနဲ့ကျွန်တော်မိတ်ဆက်ပေးလိုက်အဲ့ဒါတော့တွားပြီဒါကြောင့်ကျွန်တော်ဒီနေ့ကြော်ညာဝင်ကျင်တာကတော့မလေးရှားမှာပါမစ်ရှိပြီးတော့ထိုင်းကိုတွားလည်မယ်ဆိုလို့ရှိရင်လည်းမတိလို့ချင်းမေးပါကျွန်တော်ချိတ်ဆက်ပေးပါမယ်ကျွန်တော်စီမှာတော့လင်းလက်မှတ်ဝယ်ပါဒီကြော်ညာလေးဝင်တာပါအခုဗိုက်ရိုက်တာတွားမယ်ဆိုရင်လည်းမှုသေးတယ်တချို့ပေါ့နော်မလီမှာအလုံးမရှိဘူးဟိုမှာအလုပ်ကအဆင်ပြေတယ်ဆိုဗိုက်ရိုက်ဖို့တွားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါသေးတယ်နှစ်ပတ်လို့ပြောပြီးမှတို့extension ပေါ့နော်ကုမ္ပဏီတွေကစိတ်ရင်းနေယူထားတဲ့နောက်တစ်လလောက်လည်းဟိုဒါမှတ်ပုံတင်စိတ်ရင်းသွင်းတာလေးလုပ်ထားပြီးမှတွားရင်လည်းတချို့ရှိပါသေးတယ်အဲ့လိုတွားမယ်ဆိုတွားလို့ရပါတယ်အဲ့ဒီအကြောင်းလေးရှင်းပြတာပါလေကြောင်းလိုင်းနဲ့ပတ်သက်လို့လေစိမ့်နဲ့ပတ်သက်လို့ဟို immigration တွေနဲ့ပတ်သက်လို့မသိတာရှင်ကျွန်တော်မေးလို့ရပါတယ်ထိုင်းနိုင်ငံမှာတော့ဗီဇာဖွင့်ပြီးနော်ဗီဇာဖွင့်နေဆိုတာပါမစ်မရှိတဲ့လူပါမစ်လုပ်လို့ရတဲ့ဟာတွေဖွင့်ကျွန်တော်တို့မလေးရှားမှာပါမစ်လုပ်လို့ရတယ်နော်ပါမစ်မရှိတဲ့လူပါမစ်လုပ်လို့ရတယ် article 3ရောဖွင့်မှာလားမဖွင့်ဘူးလားဘယ်တော့ဖွင့်မှာလဲဆိုတော့မေးခွန်းလေးကိုကျွန်တော်မေးထားတာရှိပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ပြီးခဲ့တဲ့ဗီဒီယိုမှာ share ပေးတဲ့မိတ်ဆွေတွေအားလုံးအရင်ကျေးဇူးတင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့မိတ်ဟောင်းတွေကောမိတ်တွေရောအများကြီးကျွန်တော်ပြန်ဆက်သွယ်လာတဲ့အတွက်ရင်းနှီးရနေကျေးဇူးအများကြီးတင်ပါတယ်။ Thank you